ထိမ်းမပါတဲ့ဖက်ရှင်ကြောင့်လူပြောများနေတဲ့အိမ်မြတ်သူမင်္ဂလာပါပရိသတ်ကြီးတို့ရှင်အိမ်မြတ်သူကဗရာမပါဘဲနဲ့ဖက်ရှင်ရှိုးလျှောက်တဲ့ကိစ္စနဲ့ပတ်သက်လို့အခုဆိုရင်တော့အင်တာနက်ဆိုရှယ်မီဒီယာမှာအုပ်စုနှစ်စုနဲ့ညှင်းခုန်တဲ့နေနဲ့ဆူညံနေပါရီတစ်ဖက်ကမြန်မာယဉ်ကျေးမှုနဲ့မညီဘူးလို့ပြင်းထန်ထန်ပြောဆိုနေကြပြီးနောက်တစ်ဖက်ကတော့ဒါမှတကယ်ကမ္ဘာအဆင့်မီတယ်လို့ချီးကျူးထောပနာပြုနေကြပါရီကိစ္စရဲ့အစားကတော့နမဲကျော်ဒီဇိုင်နာရှက်ဒရရဲ့ဖက်ရှင်ရှိုးပွဲမှာပါဒီပွဲမှာအိမ်မြတ်သူဟာတရုတ်ဆောင်တရားဖြစ်မဟုတ်ဘဲနဲ့ professional one way model ဖြစ်ကက်တဝပေါ်မှာအားလုံးကိုအံ့အားသိစေခဲ့ပါရီသူရဲ့ကိုလုံးလာယုံကြည်မှုရှိတဲ့မျက်နှာထားနဲ့ရှောင်းလဲဟန်တွေကတော့တကယ်ကိုမှထိတ်တန်း model တယောက်လိုပါပဲဂျာရီမဲပြဿနာကအိမ်မှာစားတာမဟုတ်ပါဘူးသူဝတ်ဆင်ခဲ့တဲ့ fashion ဟာဘရာစီယာမပါဝင်တဲ့ no bra fashion ဖြစ်နေတဲ့အတွက်ပရိသတ်တွေကြားမှာအကြီးကျယ်ပြောစရာဖြစ်ခဲ့ပါတော့တယ်ပထမဆုံးအနေနဲ့ဒီ fashion ကိုဝေဖန်သူတွေရဲ့ဘက်ကနေကြည့်ရအောင်ပါသူတို့ရဲ့မြန်မာတော်အိမ်မြတ်သူဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းလူပညာရှင်တယောက်လူငယ်တွေအားကြားရတဲ့ role model တယောက်ဖြစ်တဲ့အတွက်မြန်မာမျိုးသမီးတယောက်ရဲ့အိမ်ဒရေသိက္ခာနဲ့ညီဝတ်စားတဲ့နယ်လို့ယူဆကြပါရီမြန်မာအတိုင်းဝိုင်းရဲ့ရှူတောင်ကနေကြည့်ရင်ဒီလို fashion မျိုးဟာအမြင်မသိတော့ဘူးရိုင်းနေလို့ထင်မြင်ကြပြီးတော့ဒါဟာအနောက်တိုင်းယဉ်ကျေးမှုကိုအတူခိုးမားတာလို့သုံးသပ်ကြပါရီဒီအမြင်ကလည်းသူတို့ရဲ့ယဉ်ကျေးမှုပေါ်မှာတန်မိုးထားတဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတာမလို့လုံးဝတော့ပြစ်ဆိုလို့မရပါဘူးဒီကိစ္စမှာလည်းနောက်တစ်ပတ်ကအမြင်တစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့ fashion လောကရဲ့ professional ရှူတောင်ပါပဲနိုင်ငံတကာအစင်မြင့် fashion လောကမှာ model ဆိုတာလူဆိုတာတဲ့ဒီဇိုင်နာရဲ့နုပညာကိုတင်ဆက်ပြသရတဲ့တက်ရှိပကြီးကားတစ်ချက်နဲ့ပို့တူပါရီဒီဇိုင်နာတယောက်ဟာသူ့ရဲ့ဝတ်စားဒီဇိုင်းတစ်ခုရဲ့မူလပုံစံချုပ်ရိုးသားနဲ့လှုပ်ရှားမှုတို့ကိုတိကျပေါ်လွင်ဆွေးခြင်းပါရီအဲ့ခါမှာအတွင်းခံဗရာတစ်ခုဟာအင်ဂျီရဲ့မူလပုံစံပျက်စီးစေတာကြောင့် model တွေဟာဗရာမပါဘဲနဲ့ဝတ်ဆင်ပြသရတာဟာအလွန်ကုန်မှပုံမှန်ကိစ္စတစ်ခုပါပဲဒါဟာအရှက်ကြောက်တရားနဲ့မသက်ဆိုင်ပဲအလုပ်ပေါ်ထားရှိတဲ့လေးစားမှုနဲ့ professional ကျင့်ဝတ်တစ်ခုသာဖြစ်ပါရီအိမ်မြတ်သူဟာဒီပွဲမှာတရုတ်ဆောင်တယောက်အနေနဲ့တက်ရောက်ခဲ့တာမဟုတ်ပဲမော်ဒယ်တယောက်ရဲ့တာဝန်ကိုထမ်းဆောင်ခဲ့တာပါဒါကြောင့်သူဟာမော်ဒယ်တယောက်ရဲ့ကျင့်ဝတ်တိုင်းဒီဇိုင်နာရဲ့ဖန်တီးမှုကိုလေးစားလိုက်နာခဲ့တယ်လို့ဆိုရမှာပါသူရဲ့ဒီလိုရဟာရဲတင်းလုံးနဲ့လို့ထင်ရပေမဲ့တစ်ဖက်မှာတော့မြန်မာဖက်ရှင်လောကကိုဒါမျိုးတွေလည်းရှိတယ်ဒါကမှနိုင်ငံတကာအဆင့်ဆိုတဲ့သိပညာပေးမှုတစ်ခုကိုတွဲဝိုက်သောအပြင်လှုပ်ဆောင်လိုက်တာနဲ့တူတူပါပဲအချို့အပြင်ဆိုရရင်တော့အိမ်မြတ်သူရဲ့ဒီ fashion ဟာယဉ်ကျေးမှုအမြင်နဲ့ professional အမြင်သားကသဘောထားကွဲလွဲမှုတစ်ခုကိုမိမောင်းထုတ်ပြလိုက်တာပါပဲသူမကရေစက်တို့သည့်ဇကာနဲ့တရုတ်ဆောင်ဘက်မှထူးချွန်ကြောင်းသက်သေပြခဲ့သလိုအခုတခါမှလည်းစီးပေါင်တွေကိုချိုးပေါက်ရတဲ့တတိရှိတဲ့ fashion model တယောက်ဆိုတာကိုသက်သေပြလိုက်ပြန်ပါပြီပရိသတ်ကြီးတို့ရောဒီလိုယဉ်ကျေးမှုအမြင်နဲ့ professional အမြင်သားကသဘောထားကွဲလွဲမှုပေါ်မှာဘယ်လိုမြင်ပါသလဲအနုပညာနဲ့ fashion မှာခက်နေအညီပြောင်းလဲသင့်ပြီလို့ထင်ပါသလားဆိုတာကိုလည်း comment လေးထဲမှာပြောသွားပေးခဲ့ပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့ရောလောက်နေပဲနှုတ်ဆက်ခဲ့ကြပါရီအားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တရားဖြစ်စီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်